ဒီနေ့တော့သမီးလေးသွား appointment ပေါ့နော်သွားကြတာဖြစ်တယ်ဟိုသမီးက6နှစ်ကျော်ပြီပုံမှန်ဆိုလို့ရှိရင်ဒီတိုင်းလူကြီးတယောက်ပဲပေါ့နော်ပြလို့ရတဲ့ X-ray တွေပါရိုက်လို့ရတယ်ဒါပေမဲ့သမီးကလုံးဝပဲမရိုက်ဘူးတော်တော်လေးငူးတယ်သူတို့မပြင်းအောင်တင်းစောရနေသူတို့ထားထားဒီနိုင်ငံမှာသူတို့နေရတာကောင်းကောင်းနေသူတို့တော်လေးဒေါက်တာရပေးရ appointment check up လုပ်ပေးရပြီးလို့ရှင်သူတို့သွားတစ်ခုခုဖြစ်လာအနာရီရှိလားသွားပူစားလားဘာဖြစ်တယ်ပေါ့နော်သူတို့သွားတမအောင်တဖုံလေးတွေတမအောင်သူတို့စီးလေးတွေချိန်ပေးရအမျိုးမျိုးကအခုကျွန်တော်တို့လာတဲ့နေရာဆိုလို့ရှင်သူတို့ဂိမ်းဆက်လေးတွေသူတို့ထားထားပေးရသမီးလေးတော့ပူပြောစကားနာပေါ့နော်ပုံမှန်စီခံသွားတာထက်စားလို့ရှင်သွားစီခံသွားရတာအခက်ခဲဆုံးပဲဆရာဝန်လာလို့ရှိရင် nurse မတရားဝါကျမကိုကူပြီးတော့သမီးလေးကိုနှစ်ယောက်ကင်ကြတာပေါ့နော်မဟုတ်လို့ရှင်သမီးလုံးဝကြည့်ခွင့်မပေးဘူး X-ray ရိုက်တောင်မှသူမကြိုက်ဘူးအကုန်လုံးမကြိုက်ရအမေဆိုလို့ရှင် spin တွေဆွဲလိုက်နေပေါ့နော်သူစိတ်ဆိုးလို့အမေကိုလောက်တာတော့မဟုတ်သူမကြိုက်လို့လောက်တာပေါ့နော်ကဲကျမတို့ပြီးသွားပါပြီရှင်